Hello guys, I want to be a video to like by a unit. New name, now Sunday in January, share paid on a way, Shiva. I got who thought you out, from other way, boy, where last you there, Nigeria. The Chasanama, Camera boy, last you there, a child of a century, my yeti name, all we will live in you, Quishy about the area. Laji there, Jamba both of them and Sensaconia, she be of Javimia, last you there, Juventus, in the room. 对家还有那种 serious 嘛，小我们是要对呀吧的呀。现在企业嘛，那是有啊，这老鼠上来小嘛，可帮老鼠可能是啥呗？企业嘛嘞，那是呀，买路啊不行呢，因为嘛，可帮嘞，从哪有路哎的，我嘞从哪几样的，那是有可帮的，所以是传销了。这我看买啥了，主要是买路就看买啥呗，那我有多少的？那我要有个谁的，吧的嘛。 ဒီဘက်ကိုဝဲမှာဆုံးတာယူရတဲ့အတင်းနဲ့ချိတ်စိတ် James Park မှာဗျာနောက်ဆုံးချက်များဒီဘိုးရောက်တော့အင်ဝါသာချက်တွေနဲ့ကြိုးစားလို့ရှိရတယ်အစင်လေးနေရာမှာရက်တည်နေပြီးတော့ဗျာ Chelsea တင်းနဲ့ Chelsea တင်း Aston Villa တင်းတို့နဲ့ရမှတ်တွေနဲ့တူနေအောင်တွေ့ရတယ်ဗျာနောက်ဆုံးယူရတဲ့အင်ဝါမှာ6ဝဲမှာလေနောက်ဆုံးအင်ဝဲ6ဝဲမှာလေအနိုင်ရရှိထားတယ်ဗျာတိုင်းဆောင်ကဥပဝုန်းချီနေရောမရှိရကြနောက်ဆုံးမှာဆောင်းသန်းကိုတူးသေးတယ်နိုင်ခဲ့ပြီမဲ့တန်းစစ် ဒါလေးရောက်တာရှီသေးတာဗျဒီနေ့ကျေးရမှာလဲ2ခု90 90စားဗျကိုပေါင်း3ရှုရင်20ရှုံးနေရမှာဗျအေးချန်ပီယံဝင်ဝင်မျောမှန်းထားရတယ်ဗျအကြောင်းပေးဖို့ကလည်းပြင်းထန်နေတော့အေးရှင်စွမ်းချင်ပါတယ်ဗျစပယ်ချိုက်ကနျူကာဆယ်ပေါ်ပြီဗျကျောင်းခံမှန်းထားတာကြောင့်2စီလို့ခံမှန်းထားပါတယ်ဗျကဲနောက်ဆုံးအနေနဲ့ဗျကျွန်တော်တို့၄သင်းမောင်းလေးကို free လက်ဆောင်ပေးထားတယ်ဗျ free မောင်းတယ်ဗျ ကဲကျွန်တော်ပြောပြရတော့မယ်ဗျာ COA body ဗျာကျွန်တော်ခံမှန်းထားတော့1 2 Edigo body ဗျာကျွန်တော်ခံမှန်းထားကြတော့3C ဟူကိုပေါ့ဗျာကျွန်တော်ခံမှန်းကြတော့1 2ဗျာ Nottingham ကိုပေါ့ဗျာကျွန်တော်ခံမှန်းထားတော့2 2ဗျာမသေးရပဲဖြစ်မှာဆိုလို့ကျွန်တော်နောက်တစ်ခါထပ်ပြောပါမယ်ဗျာ CO body 1ကျွန်တော်ခံမှန်းတာ1 2ဒါပြ Edigo body ဗျာကျွန်တော်ခံမှန်းတာ 3C ဟူကိုပေါ့ဗျာကျွန်တော်ခံမှန်းတာ1 2 Nottingham ကိုပေါ့ဗျာကျွန်တော်ခံမှန်းတာတူတူဗျာကျွန်တော်ဒီနေ့ special ဝဲလေးတွေလည်းရှိသေးရအောင်ကျွန်တော်တို့ Telegram ကျွန်တော်ဒီဆောင်မှာပြထားတဲ့ Telegram channel ကနေပြီးတော့ကျွန်တော် admin စီကိုလည်းဆက်သွယ်လို့ရတယ်ဗျာကျွန်တော် Viber ကနေလည်းဆက်သွယ်လို့ရတယ်တော့ကျွန်တော်ဒီည share ပြေးမယ်ဆိုရင်ဒီကိုတွေအတွက် share ဝဲရှိရဗျာကျွန်တော်တို့အားကြောင့်မလို့ကျွန်တော်တို့ admin ကိုဆက်သွယ်လိုက်ဖို့မမေ့ပါနဲ့ဗျာကျွန်တော်ကျေးဇူးတွေပါရအောင်လောက်ပါပဲဗျာကျွန်တော် admin ဘောကနေပြီးတော့နှုတ်ဆက်လိုက်ပါပဲဗျာ Bye bye